မင်္ဂလာပါရှင်ဒီနေ့တော့လေ MIT ကသင်ခန်းစာမစုတွေကိုအခြေခံပြီးတော့ deep learning ရဲ့အဓိကအချက်လေးတွေကိုညီနေဆွေးနွေးကြည့်ကြအောင် ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့စက်တီကပုံတွေကိုဘလို့မြင်တယ်လဲ CNS ပေါ့ပြီးတော့အချက်လက်အသစ်တွေဘလို့ဖန်တီးလဲ generative models နောက်ပြီးတော့စာကြောင်းတွေလိုအစီအစင်းတွေကိုဘလို့နားလဲလဲ sequence models ဟုတ်အရှုံးမှာကြတော့အမားတွေကနေဘလို့သင်ယူလဲ reinforcement learning ပေါ့ဟုတ်ပါတယ်ဟုတ်ကဲ့အဓိကကတော့ဒီ show ထွေးတဲ့နယ်ပယ်ကြီးရဲ့အရေးကြီးတဲ့အပိုင်းတွေကိုအချိန်တိုအတွင်းမှာစိတ်ဝင်စားစရာကောင်းအောင်တည်သွားစေချင်တာပါကဲဒါဆိုပုံတွေနဲ့စလိုက်အောင် CNS ပေါ့စက်ကပုံကိုဘယ်လိုတည်တာလဲ ကောင်းပါပြီအဲ့ဒါ convolutional neural networks CNN ရဲ့အဓိကအလုပ်ပဲပေါ့သူတို့ရဲ့အဓိကကောင်းတာကပုံထဲကအရေးပါတဲ့အတွင်းပြန် features တွေကိုလေလူကနေဟာဒါကအနာတာဒါကမြေလုံးဆိုပြီးကြိုပြိုးနေစရာမလိုတာပဲအော်သူ့လိုသင်သွားလာပေါ့ဟုတ်တယ်အစင်စင်တင်သွားတာအရင်ဆုံးအခြေခံကြတဲ့မြင်းကြောင်းလေးတွေထောင်ချိုးလေးတွေကိုအရင်မှတ်တယ်ပြီးတော့မှအဲ့ဒါတွေကိုပြန်ပေါင်းစပ်ပြီးတော့မျက်လုံးတို့နှာခေါင်းတို့လိုပို့ပြီးတော့ရှုပ်ထွေးတဲ့အရာတွေကိုမမိလာတာမျိုးပါအဲ့ဒီသူ့အလိုအဆင့်ဆင့်တင်တယ်ဆိုတာကစိတ်ဝင်စားဖို့ကောင်းတယ်နော်ဆိုတော့လူကကြိုတတ်မှတ်သေးတာထက်ပိုကောင်းတဲ့ feature မျိုးကိုသူတို့ရှာနိုင်သွားတာလားအဲ့ဒီ convolution ဆိုတဲ့ဟာကတော့ဘယ်လိုအလုံးလုပ်တာလဲအတိအကျဆိုရင်တော့အဲ့လိုပြောလို့ရပါတယ်လူကကြိုးပြီးပေါင်းခတ်ထားတာမျိုးမဟုတ်ဘဲနဲ့ data ထဲမှာတကယ်အရေးပါတဲ့ပုံစံကိုသူကိုယ်တည်းရှာသွားတာကသူအားတာချက်ပေါ့ convolution ဆိုတာကပုံတစ်ပုံလုံးကိုတစ်ခါတည်းကြည့်တာမဟုတ်ဘူးဟုတ်ကဲ့သူကအခွက်ငယ်လေးတွေ patch လေးတွေနဲ့ပြတင်းပေါင်းလေးလို့ပေါ့တနေရာပြီးတနေရာရွှေ့ကြည့်ပြီးတော့ pattern တွေကိုရှာတာအော်တစိတ်စီကြည့်သွားတာဟုတ်ပါရဲ့အဲ့ဒီနီလန်ကြောင်ကြီးအရာဝတ္ထုကပုံရဲ့ဗနာရောက်နေရာမတူပေမဲ့အတူတူပဲလို့မှတ်မိနိုင်စွမ်း spatial invariance ကောင်းလေအဲ့ဒါကြောင့်တုံးလဲမှာဘာလဲခွဲတာ image classification တို့အရာဝတ္ထုဗနာမှာရှိလေရှာတာ object detection တို့မှာ CNN နေရအရာအတုံးတက်နေတာပါရှင်းပါတယ်ရှင်ကောင်းပြီအားဆိုရင်စစ်ဖီသား data ကိုနားလည်ရုံမဟုတ်ပဲအသစ်တွေဖန်တီးတဲ့ generative models ဘက်ကိုတွားကြည့်အောင်ဒါက unsupervised learning လို့ပြောကြတယ်နော်ဟုတ်ပါတယ် unsupervised ကကြတော့ data မှာ level အညိုးမပါဘူးပေါ့သူက data ရဲ့အတွင်းတန်တာသူရဲ့တိဆောက်ပုံ structure ကိုသင်တာgenerative models ရဲ့အဓိကရည်ရွယ်ချက်ကအဲ့ဒီ structure ကိုသင်ပြီးသွားရင်အဲ့ဒီ data အစစ်တွေနဲ့ဆင်တူတဲ့ data အသစ်တွေဥပမာတကယ်လူမျက်နှာအစစ်လို့ထင်ရတဲ့မျက်နှာတူတွေလူမျိုးအဲ့ဒါတွေဖန်တီးနိုင်ဖို့ပဲဘာလို့ဒီလောက်အမျိုးအစားကွဲနေလာလဲတခုချင်းစီကဘယ်လိုများကွာခြားလဲဟင်ဟုတ်ကဲ့အဲ့ဒါတခုပြီးတခုတိုးတက်လာတာပါ auto encoders ကအရင်ဆုံးစေတာကိုဘယ်လိုချုံမလဲပြီးရင်ဘယ်လိုပြန်ထုတ်မလဲဆိုတာကိုအာရုံစိုက်တယ် compression နဲ့ reconstruction ပေါ့ဟုတ်ကဲ့ VAEs ကြတော့ probability တဘောတရာတုံးပြီးတော့ပိုပြီးချိုးမွေတဲ့ပိုပြီးစနစ်ကျတဲ့ data အတစ်ဖန်တီးကိုစ조사တယ် GANs ကတော့အဲ့ဒါကလူသိများတယ် network နှစ်ခုပြိုင်ခိုင်းတာအပြိုင်တာနော်ဟုတ်တယ်တခုကအတုလို့တခုကအတုအစစ်ခွဲကြောင်နဲ့ကြွက်လို့ပေါ့အဲ့ဒီနည်းနဲ့ပိုပြီးလက်တွေ့ကြတဲ့အပုံတွေထုတ်နိုင်ခဲ့တယ်ဒါပေမဲ့ train log ရတာနည်းနည်းလေးtricky ဖြစ်တယ်ဟုတ်နောက်ဆုံး diffusion models ကကြတော့ data ကို noise တွေထည့်ပြီးစူးညောင်းအောင်လုပ်လိုက်တယ်ပြီးမှအဲ့ဒီ noise ကိုအစင်ပြန်ဖယ်ထုတ်ရင်မူလ data ကိုပြန်ဆောက်တာသူကတော့ပိုပြီးတည်ငြိမ်တဲ့ကောင်းတဲ့ရလဒ်တွေပေးနိုင်တာတွေ့ရတယ်။အော်ဟုတ်ကဲ့ကောင်းပြီအခု sequence data ပေါ့စားသားတို့စကားတန်တို့လိုအစည်းအလိုက်အချက်လက်တွေကိုနားလည်တဲ့ sequence models ကြောင့်ဆက်ရအောင် RNS ကစောပိုင်းနာမည်ကြီးခဲ့တယ်နော်ဟုတ်ပါတယ် RNS recurrent neural networks တွေမှာကယင်အချက်လက်တွေကိုမှတ်ထားနိုင်တဲ့ memory တဘိုးမျိုး internal state ပါတယ်လေအဲ့ဒါကြောင့်စကလုံးတစ်လုံးရဲ့အဓိပ္ပာယ်ကိုသူ့ရှေ့ကစကလုံးတွေနဲ့ဆက်ဆက်ပြီးနားလည်နိုင်စွမ်းရှိတယ်ဒါပေမဲ့သူ့မှာပြဿနာလေးတစ်ခုရှိတာက sequence ကအရန်ရှေ့သွားရဲ့အစားပိုင်းကအချက်လက်တွေရဲ့ဩဇာကနောက်ပိုင်းမှာရော့သွားတတ်တာ long term dependencies problem လို့ခေါ်တာပေါ့အဲ့ဒီပြဿနာလို့ transformers တွေကဘလို့ကျော်လွှားသွားတာလဲ attention mechanism ဆိုတာလဲကြားလဲအဲ့ဒါကဘလို့လုပ်တာပါလဲဟုတ်ကဲ့ transformers ကအဲ့ဒီ attention mechanism ကိုသုံးပြီးအဲ့ဒီသစ်တနာကိုဖြည့်ရှင်းလိုက်တာသူက sequence တစ်ခုလုံးကိုတပြိုင်နက်တည်းကြည့်လိုက်တယ်ဟုတ်ကဲ့ပြီးတော့လက်ရှိစကလုံးအတွက်
sequence ကဘယ်စကလုံးတွေကပို့ပြီးတော့အရေးကြီးလဲပို့ဆက်ဖက်မှုရှိလဲဆိုတာကိုအာယုံစိုက်တယ် attend လုပ်ပြီးတော့အလေးချိန်ပို့ပေးလိုက်တယ် အော်အရေးကြီးတာကိုရွေးပြီးအာယုံစိုက်တာပေါ့ မှန်ပါတယ်အဲ့ဒါကြောင့် sequence မှာဘယ်လောက်ပဲဝေးနေပါစေအရေးကြီးတဲ့အချက်ဆိုပြန်ဆက်ဆက်နိုင်ပါတယ်အခုခေတ် large language models LLM ကြီးတွေအရန်တောင်းနေတာကအဓိကအဖြစ်ဒီ attention ကြောင့်ပဲ တော်တော်စိတ်ဝင်စားကြပဲကဲနောက်ဆုံးအကြောင်းအရာအနေနဲ့ reinforcement learning RL ကိုကြည့်အောင်ဒါကကျတော့စမ်းတဝါဝါနဲ့တင်တာလို့ဆိုကြတဲ့ supervised တို့ unsupervised တို့နဲ့ဘလို့ကွာလဲဟင် RL ကအခြေခံသဘောကတော့စမ်းကြည့်စုရအဖြစ်ပြီးတင်ယူပုံစံပေါ့ agent တခုဥပမာစာရုပ်ပဲဖြစ်ဖြစ် game တွေကကောင်းလေးပဲဖြစ်ဖြစ်သူကပတ်ဝန်းကျင် environment မှာ action နဲ့လုပ်တယ် ဟုတ်ကဲ့ အဲ့ဒီ action ရဲ့ရလဒ်ပေါ်မူတည်ပြီး reward စုဒါမှမဟုတ် penalty အဖြစ်ရတယ်သူ့ iman ချက်ကအချင်းကြာလာတာနဲ့အမျှစုအများဆုံးရအောင်ဘလို့ action နဲ့လုပ်ရမလဲဆိုတာကိုသင်သွားဖို့ပဲသူက supervise လို့အမှန်အမှန်ပြပြီးသား data နဲ့သင်တာမဟုတ်ဘူး unsupervised လို့ data ရဲ့ pattern ကိုရှာတာလည်းမဟုတ်ဘူးအတွေ့အကြုံကနေကြားရိုက်တင်တာ အော်ကိုလိုက်စမ်းပြီးတင်တာပေါ့ RM မှာ Q learning နဲ့ policy learning ဆိုပြီးနှမျိုးရှိတယ်ကြားအဲ့ဒီနှစ်ခုကလည်းလက်တွေ့မှာဘလို့ကွာခြားချက်ရှိမလဲ အဓိကကွာတာက Q learning ကကြတော့ဒီအခြေအနေ state မှာဒီလောက်ဆောင်ချက် action ကိုလုပ်ရင်အနာဂတ်မှာစုဘလို့ရနိုင်မလဲဆိုတော့တန်ဖိုး value ကိုခန့်မှန်းသိယူတာပြီးတော့ value အများဆုံးပေးမယ် action ကိုရွေးတာပေါ့ တန်ဖို့ကိုတင်တာ ဟုတ်ကဲ့ policy learning ကကြတော့အဲ့လိုတန်ဖိုးကိုကြားခန့်မနေတော့ဘယ် state မှာဘယ် action ကိုလုပ်တင်တယ်ဆိုတဲ့ policy ကိုတိုက်ရိုက်သိယူတာဥပမာကားမောင်းတဲ့အခါ steering ဘယ်လောက် degree လှည့်မလဲဆိုတာမျိုးတန်ဖိုးအတိအကျထက်ဆိုင်ဘယ်ပဲကွေညာပဲကွေဆိုတဲ့ action ကိုတန်းတင်တာမျိုးမှာပို့အဆင်ပြေတယ် game ကစားတာတို့စက်ရုပ်ထိန်းချုပ်တာတို့မှာ RL ကိုတော်တော်သုံးနေကြပါပြီ ဟုတ်ကဲ့ကောင်းပါပြီ deep learning ရဲ့အစွမ်းထက်တဲ့နည်းပညာအကျမ်းဖြစ်တော့စုံတလို့ရှိသွားပြီပေါ့နော်ဒါပေမဲ့အားနည်းချက်ကောင်းသက်ချက်တွေလည်းရှိနေတော့ပဲလို့ဆိုပါတယ်အဓိကစိန်ခေါ်မှုတွေကပါရီထင်မလဲရှင် ဟုတ်ကဲ့ရှိပါတယ်အဓိကစိန်ခေါ်မှုတချို့ကတော့ generalization ပေါ့ဆိုလိုတာကတင်ထားတဲ့ data နဲ့နည်းနည်းလေးကွဲတာနဲ့ကျုံရင်မမှန်တော့တာမျိုး အော်မမြင်ဖူးတာနဲ့တွေ့ရင်တိတ်မလုတ်လိုက်တော့ဘူး ဟုတ်တယ်ပြီးတော့ data အရေးအသွေးပေါ်မှာအရင်ပြီးခေါ်တာ garbage in garbage out ပေါ့ဗျာမကောင်းတဲ့ data နဲ့သင်ရလမကောင်းဘူး ဟုတ်ကဲ့ နောက်တစ်ခုကဘက်လိုက်မှု bias တွေပါလာနိုင်တာပြီးတော့ adversarial examples လို့ခေါ်တဲ့ဟာလူသတိမထားမိလောက်တဲ့ပြောင်းလဲမှုသေးသေးလေးနဲ့ model ရဲ့အဖြေကိုလုံးဝမဖောင်းအောင်လှည့်စားလုံးရတာမျိုးနေပါ အေးဒီကန့်သက်ချက်တွေက ARM တွေမှာတွေ့နေရတဲ့ scaling laws တို့ emergent abilities တို့လိုဟာတွေနဲ့လည်းဆက်ဆက်နေရဆိုတော့ရှေ့ဆက်ပြီးစိတ်ဝင်စားစရာတွေအများကြီးချမ်းသေးတာပေါ့နော် အတိအကျပါပဲအဲ့ဒါတွေကအခုသူတရေတနာလုံနေကြတဲ့ရှေ့တန်းကအကြောင်းအရာတွေပါ ကဲဒီနေ့တော့ပုံတွေကိုနားလည်တဲ့ CNNs အသစ်တွေဖန်တီးနိုင်တဲ့ generative models အစီအစဉ်တွေကိုသိတဲ့ sequence models ပြီးတော့အတွေ့အကြုံနဲ့သင်တဲ့ reinforcement learning ဆိုတဲ့ deep learning ရဲ့အဓိကအမှာခါနည်းပညာတွေကိုခြုံငုံပြီးဆွေးနွေးခဲ့ကြပါတယ် ဟုတ်ကဲ့ဒီနေ့အမှကျွန်တော်တို့စဉ်းစားစရာလေးတစ်ခုခြံထားခဲ့ချင်တာကတော့ဒီလိုအစွမ်းထက်တဲ့ရှုပ်ထွေးတဲ့ပုံစံတွေကိုမှတ်သားနိုင်အတူခိုးနိုင်တဲ့စက်တွေဟာတကယ်ပဲလူတွေလိုနားလည်နေတာလားဒါမှမဟုတ်အလွန်လွန်ရှုပ်ထွေးပြီးတော့ကျွမ်းကျင်လွန်တဲ့ပုံစံတူကူးချမှုတစ်မျိုးပဲဖြစ်နေမလားဆိုတာပါပဲ ဟုတ်ကဲ့ဒါကတော့စက်ပြီးစဉ်းစားရမယ့်မိခွန်းကောင်းတစ်ခုပါပဲဒီနယ်ပယ်ကတကယ်ကိုမြင့်မြတ်ဆန်ဆန်ပြောင်းလဲနေတာဆိုတော့လေစိတ်ဝင်စားရဆိုရင်တော့စက်ပြီးရှာဖွေလေးလာကြည့်ဖို့ကြိုက်တွန်းချင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲရှင် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်